အားလုံးပဲမင်္ဂလာပါဒါလေးသိချင်တဲ့သူတွေအတွက်အကိုသိတဲ့လောက်လေးတခြားလေးပြန်ပြီးတော့ရှင်းပြပေးပါမယ်ဆိုတော့ပေါ့နော်အကိုတို့အရင်ဆုံးဒီ2026ခုလပိုင်းအတွက် GMD ဖောင်တရားမှာတော့အကိုတို့ဒီဂျပန်မှာဆိုလို့ရှိရင်3လပိုင်း19ရက်နေ့ကနေဒီ4လပိုင်း9ရက်နေ့ထိပေါ့နော်အန်ဆန်တော်ချိန်ညနေ9:00နာရီထိဖောင်လို့ရပါတယ်ပြီးတော့လို့ရှိရင်အကိုတို့4လပိုင်း intake တွေကအများတန်းပေါ့နော်ဒီ2လပိုင်း15ရက်လောက်ဆိုလို့ရှိရင်စထွက်ပါပြီအခုဆိုလို့ရှိရင်ပေါ့နော်တချို့ကြောင်းလေးဆိုလို့ရှိရင်ထွက်နေကြပြီပေါ့နော်ဒါပေမဲ့အများသောအားဖြင့်ကတော့ဒီ2လပိုင်း15ရက်ကနေပေါ့နော်အဲ့နောက်ပိုင်းထွက်တာများပါတယ်3လပိုင်း9ရက်ပေါ့နော်3လပိုင်း10ရက်ပေါ့နော်အဲ့လောက်ထိအဲ့ဂျားပတ်ဝန်းကျင်တွေထွက်တယ်ပေါ့နော်သူ့ကြောင်းတွေလည်းရှိတယ်ပေါ့နော်4လပိုင်းမှာထွက်တဲ့ကြောင်းတွေလည်းရှိပါတယ်ဒါပေမဲ့အဲ့လိုကြောင်းတွေတော့တော်တော်လေးရှားတယ်ပေါ့နော်ဒီ foundation ရက်တွေကိုပြပေးတာကတော့အကိုတို့ဒီ COE အောင်ဈေးထွက်မဲ့အချိန်က2လပိုင်းအလယ်နဲ့ပေါ့နော်3လပိုင်းအစပိုင်းမှာထွက်မှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒီ GMD foundation မှာကြတော့ဒီ3လပိုင်း19ရက်နေ့ကနေ4လပိုင်း9ရက်နေ့ထိတင်လို့ရတာဖြစ်တဲ့အတွက်ကြောင့်မလို့ပေါ့နော်ဆိုတော့ပေါ့နော်အခုတို့ COE အောင်စင်းထွက်ပြီးလို့ COE အောင်ပြီဆိုတာနဲ့ဒီចောင်းသားတွေကိုတစ်ဆင့်မေးခိုင်းနေပေါ့နော် GMD ဖြည့်ခြင်းတဲ့သူရှိလားဖြည့်မယ်ဆိုလို့ရှိရင်ဘယ် level ကိုဖြည့်မလဲပေါ့နော်ရှားလေးလမ်းပြီးတော့ပေါ့နော်စီးရင်ကောက်ရည်တယ်ပေါ့လို့ရှိရင်ပေါ့နော်ကိုကဖြည့်ခြင်းတဲ့ level လေးကိုဒီ agency ကိုတစ်ဆင့်ပြောလိုက်ပေါ့နော် agency ကနေမှတစ်ဆင့်အခုတို့ကျောင်းကိုပြန်ပြောပေးပါတယ်ပြောလို့ရှိရင်အခုတို့ဂျပန်မှာစောင်းပွဲဖြည့်တဲ့ဒီစောင်းပွဲကြီးကတော့မြန်မာဘက်မှာဖြစ်တယ်လို့တော့ N5 ဒီဈေးနှုန်းပဲပြရတော့မရှိဘူးပေါ့နော် N5 ဈေးတစ်မျိုးဒီ N4 ဈေးတစ်မျိုးဆိုပြီးတော့ခွဲထားတာမရှိဘူးပေါ့နော်5ကနေ N1 ဒီအားလုံးကဒီဂျပန်ယန်9500ပဲဖြစ်ပါတယ်။ဒီကြောင့်နေဆိုလို့ရှိရင်ပေါ့နော်။6လကတည်းမှာဒီပထမဦးဆုံးကိုလာမဲ့ပေါ့နော်။ဒီ4လပိုင်းလာတဲ့သူတွေဆိုလို့ရှိရင်လည်း9လပိုင်း CMD စောင်းပွဲတို့ပေါ့နော်။စောင်းပွဲကြီး10လပိုင်းလာတဲ့သူတွေတို့ဆိုလို့ရှိရင်လည်းဒီ12လပိုင်းဖြစ်မဲ့ CMD စောင်းပွဲကိုလက်ကားဖြည့်ခိုင်းတဲ့အကြောင်းတွေလည်းရှိပါတယ်။အဲ့ဒါကတော့ကျောင်းလကတည်းမှာတခါတည်းစောင်းပွဲကြီးထည့်တွက်ပြီးသားပေါ့နော်တချို့ကျောင်းတွေကြတော့လည်းအဲ့လိုထဲမတွက်ထားပါဘူးဟိုတို့ကိုဖြည့်မဲ level ကိုစင်းရင်ကျောင်းကိုပေးထားရတယ်ကိုပဲ level ဖြည့်မဲလဲဆိုတာပေါ့နော်စောင်းပွဲကြီးကတော့ဒီကျောင်းကိုရောက်မှပဲငွေသားနဲ့ပေးရတာဖြစ်ပါတယ်ဆိုတော့ပေါ့နော်အကယ်၍အဲ့လိုမျိုးဒီဖြည့်ရှင်နေပေါ့နော်တခါတည်းကြိုတင်စင်းပေးထားမယ်ဆိုလို့ရှိရင်ကိုတို့ဘာတွေလိုရလဲဆိုလို့ရှိရင်နော် sport တွေဘာတွေကိုနဲ့ဆိုင်တဲ့အချက်လက်တွေကကျောင်းလျှောက်ကြရမှာဒီဘက်ကျောင်းကိုတခါတည်းအကုန်တင်ပြထားတာဆိုတော့အကုန်လုံးသူတို့စီမှာရှိတယ်ပေါ့နော်အဓိကလိုအပ်တာကတော့ကိုတို့ GMD ဖြည့်တဲ့နေရာမှာပေါ့နော်သုံးမဲ့တပ်ပုံလိုအပ်ပါတယ်ဒီတပ်ပုံဆိုင်နေမှာပေါ့နော်သွားပြီးတော့တပ်ပုံရိုက်ပြီးသွားလို့ရှိရင်ဥမာလို့တပ်ပုံကိုဒီအပြင်မှာထုတ်တာမဟုတ်ဘဲနဲ့ပေါ့နော်ဒီအခုတို့ဘယ်လိုပြောရမလဲဒီ soft copy ပုံစံမျိုးဒီ Viber တွေကိုပေါ့နော် file နဲ့ပို့ပြီးတော့မှကျောင်းအောင် F file ကိုတစ်ဆက်ပြန်ပို့ပြီးပေါ့နော်ဆိုတော့ပေါ့နော်အဲ့တပ်ပုံကတော့ဈေးထွက်လိုက်သလိုရှိရင်လည်းဒီအဲ့တပ်ပုံနဲ့ထွက်လာမှာဖြစ်တဲ့အတွက်ကြောင့်မလို့ဒါလည်းလှလှလေးရိုက်ထားပေါ့နော်ဆိုတော့ဒါကတော့အများသောအားဖြင့်ကျောင်းတွေကအဲ့လိုမျိုးပေါ့နော်ဒီ COE အောင်စင်းထွက်ပြီးလို့ COE အောင်တဲ့သူတွေကိုလှမ်းပြီးတော့ပေါ့နော်ဒီလာလို့ရှိရင်ဖြည့်ဘက် level ကိုဘယ် level ဖြည့်ခြင်းလဲဆိုတာများသောအားဖြင့်လှမ်းပြီးတော့မေးတတ်ပါတယ်အကယ်၍ပေါ့နော်ဟိုတချို့အကြောင်းတွေကတော့အဲ့လိုမျိုးဒီမမေးဘူးဆိုလို့ရှိရင်လည်းအကယ်၍ပေါ့နော်ကိုယ်တိုင်ကမှစောင်းဝဲဖြည့်ခြင်းလဲဆိုလို့ရှိရင်ဟိုဒီ10လပိုင်းသွားမဲ့သူတွေကလည်း12လပိုင်း GMD ဖြည့်ခြင်းနဲ့4လပိုင်းသွားမဲ့သူတွေကလည်း9လပိုင်း GMD ဖြည့်ခြင်းနဲ့ပေါ့နော်ဒီအကြောင်းကနေအကယ်၍မမေးခဲ့ဘူးဆိုလို့ရှိရင် NCO တခြားလေးပြောပြပါနော်ကျွန်တော်တို့ကတော့ပေါ့နော်ရောက်ပြရနဲ့ GMD စောင်းဝဲဖြည့်ခြင်းတာဖြစ်တဲ့အတွက်ကြောင့်မလို့တခါတည်းပေါ့နော်ကြိုတင်ပေးထားခိုင်းလို့ရမလားပေါ့နော်ဒါတော့တော်တော်လေးရှားမယ်လို့ထင်တယ်ပေါ့နော်ဘာလို့ဆိုတော့အကြောင်းတိုင်းကတော့ကိုအကြောင်းသားတွေအကုန်လုံးကိုဒီ GMD စောင်းဝဲဖြည့်ခြင်းရတယ်ပေါ့နော်ဘာလို့လဲဆိုလို့ရှိရင်အကြောင်းသားတွေဒီလက်မှတ်အမြင့်မြင့်နဲ့အောင်ပြီးတော့စိုးစေရောက်လို့သွားလေအကြောင်းရဲ့ပုံရင်မြင့်တက်တယ်ဆိုတော့လေနိုင်ကတော့ဒီဖြည့်ခိုင်းတာများတယ်ပေါ့နော်တော့ပေါ့နော်နောက်ပိုင်းရောက်လို့ဂျပန်ရောက်ပြီဆိုလို့ရှိရင်လည်းအခုတော့စောင်းဝဲဖြည့်ခြင်းတယ်ဆိုလို့ရှိရင်အကြောင်းကပေါ့နော်ဘာမှဘူးကြမလို့ပါဘူးကိုဖြည့်ခြင်းတဲ့ level နဲ့စောင်းဝဲကြီးလေးရပြီးသွားလို့ရှိရင်ဟိုကို GMD မှာသုံးမဲ့တပ်ပုံလေးရပေါ့နော်အဲ့ဒါလေးပဲဒီရောက်လို့ရှိရင်လည်းအဲ့ဒါလေးပဲပြန်လိုတာပေါ့နော်ကျန်တာတွေအကြောင်းကနေအကုန်လုံးပေါ့နော်တစ်ချောင်းလုံးစာအတွက်တင်ပေးတာဖြစ်ပါတယ်တော့ပေါ့နော်ဒီဂျပန်နိုင်ငံမှာရှိတဲ့အကြောင်းတွေအကုန်လုံးကဒီလိုမျိုးပေါ့နော်ဒီ found တင်ပေးတာအဲ့လိုမျိုးလုပ်ပေးတာတော့မဟုတ်ပါဘူးဒီအကြောင်းမမူတည်ပြီးတော့ခွဲပြားတယ်ပေါ့နော်တချို့အကြောင်းတွေကြတော့လည်း GMD found တယ်ဆိုရင်ကိုယ်တိုင်တင်ပေါ့နော်ဟိုဖြည့်နေလည်းပဲကိုယ်တိုင်တင်ကိုယ်တိုင်လုပ်ရတဲ့အကြောင်းတွေမျိုးလည်းရှိတယ်လို့ဆရာမပြောတယ်ပေါ့နော်ညာတော့အပြင်ကတော့အကြောင်းကနေလုပ်ပေးပါတယ်လုပ်မပေးတဲ့အကြောင်းကတော့နည်းနည်းရှားမယ်လို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတော့အကြောင်းတွေကဒီအကြောင်းသားတွေကို GMD ဖြည့်စေချင်တာပေါ့နော်ပြောချင်တာကတော့အဲ့လိုမျိုးဖြည့်နေတယ်ဆိုလို့ရှိရင်စစ်မှုပါနဲ့အခုတို့ COE အောင်ပြီဆိုတာနဲ့ဒီအကြောင်းကနေလမ်းပြီးတော့ပေါ့နော် agency ကနေဆက်သွယ်ပါလိမ့်မယ်ဟိုဘယ် level ကိုဖြည့်ခြင်းလဲပေါ့နော်အကယ်၍အကြောင်းကနေအဲ့လိုမျိုးမမေးခဲ့ဘူးဆိုလို့ရှိရင်လည်းကိုကဖြည့်ခြင်းအကြောင်း agency ကိုပြောပြီးတော့အကြောင်းဘက်ကိုအဲ့လိုမျိုး request လုပ်လိုက်တာနဲ့အကြောင်းကနေတင်ပေးပါတယ်ဆိုတော့ပေါ့နော်ဒါကတော့အကိုသိတဲ့လောက်လေးပြပြပေးတာပါဘယ်မှာ10လပိုင်းကျောင်းလာပါပေါ့နော်အဲ့မှာအကိုတို့ COE အောင်စင်းထွက်ပြီဆိုတာနဲ့ဆရာမလန့်ပြီးတော့ပေါ့နော်ဒီဂျပန်ဘက်ကကျောင်းကနေလန့်ပြီးတော့ agency ဖုန်းဆက်တယ်ပေါ့နော်ဒီ COE အောင်တဲ့မှာဒီ GMD 10လပိုင်းဖြည့်မဲ့သူတွေရှိလားပေါ့နော်အကယ်၍ရှိရတယ်လို့ရှိရင်လည်းစင်းပေးပါပြီးတော့လို့ရှိရင်ဘယ် level ဖြည့်မလဲဆိုတာကိုတခါတည်းစင်းပေးပါဆိုပြီးတော့အကိုတို့တခါတည်းလန့်ပြီးတော့ပေါ့နော်မေးပါတယ်ဆိုတော့အကိုတို့တော့လည်းအဲ့လိုမျိုးမေးခဲ့တာဖြစ်တဲ့အတွက်ကြောင့်မလို့အခုတို့စောင်းဝဲအဲ့လိုမျိုးအခုလိုမျိုးဖြည့်နေတာဆိုလို့ရှိရင်တော့စိတ်မှုပါနဲ့ဒီ COE အောင်တာနဲ့အားလုံးပေါ့နော်ကျောင်းကနေအကုန်လုံးလုပ်ပေးပါလိမ့်မယ်ဆိုတော့အားလုံးကျေးဇူးအများကြီးတင်ပါတယ်